Hello အားလုံးပဲမင်္ဂလာပါခင်ဗျာစီစဉ်ရိုင်း business ကချိုးဆိုပါရယ်မင်္ဂလာပါစေစီဒီနေ့ပြောပြချင်တာကတော့ပေါ့နော်တော်တော်များများကြတော့ပေါ့နော်အော်ငါပြည့်စုံနေတာပဲငါဒီအရာတွေကဘယ်လိုပြောမလဲစီးပွားရေးလုပ်လို့ရှိရင်တော့မှာပေါ့နော်ကိုဘာကြောင့်လုပ်တယ်ဆိုတဲ့ဟာကိုမစင်စားတော့ပဲနဲ့အော်ငါဒါပြည့်စုံနေဆိုပြီးတော့မှပေါ့ပေါ့တန်တန်လေးပေါ့နော်အဲ့လိုမျိုးလုပ်တတ်ကြတယ်ပေါ့နော်အမှန်မှန်ကတော့ပြည့်စုံဘလောက်ပဲပြည့်စုံပေါ့နော်ကိုကဘာကြောင့်လုပ်တယ်ဆိုတဲ့ big why ပေါ့နော်ကိုရဲ့အဲ့ဒီwhy ရခိုင်မာတယ်ဆိုလို့ရှိရင်ဒီပြည့်စုံမှုတွေဒါတွေကဟိုခဏထားပြီးတော့မှပေါ့နော်ကိုရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်လို့လုပ်ရတယ်ပေါ့နော်တချို့ကြရလဲအဲ့လိုမျိုးကိုယ့်ရဲ့ why ကိုသွားနေတဲ့အချိန်မှာပေါ့နော်ဟိုကြောက်တဲ့စိတ်တွေဘေးပတ်ဝန်းကျင်ကနေပြီးတော့မှပြောဆိုတဲ့စကားတွေကိုကြိုတွေးပြီးတော့မှပေါ့နော်ငါဒါလုပ်လိုက်လို့ရှိရင်ငါ့ကိုဘယ်သူကဘာပြောမှလဲငါတခုခုမဖြစ်လာလို့ရှိရင်ရောငါ့ကိုဘယ်သူတွေကနေပြီးတော့မှလက်ညှိုးထိုးမှလဲဆိုတဲ့ဟာတွေပေါ့နော်အကြောက်တရားတွေပေါ့နော်အဲ့ဒီစိတ်တွေနဲ့ကြောင့်ပေါ့နော်ကိုယ့်ရဲ့ why ကလူရင်းမရောက်ဘဲနဲ့မှလမ်းတစ်ဝက်မှာပြတ်သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ဒါ Stacy တုန်းကဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ why ကိုကိုခိုင်မာတယ်တေချာစုပ်ဖြတ်ထားတယ်ကိုလိုချင်တဲ့ပန်းနိုင်ကိုလည်းကိုသိတယ်ကိုဘာကြောင့်ဒီစီးပွားရေးကိုစတင်ခဲ့လဲဆိုတော့ရည်မှန်းချက်လည်းရှိတယ်ပေါ့နော်ဟိုဒီ full time အလုပ်တွေမှာအချိန်ကုန်နေမဲ့အတူတူပေါ့နော်ကိုပိုင်စီးပွားရေးလေးတစ်ခုကိုတေချာလှုပ်ဆောင်ကျင်တာရယ်နောက်ပြီးသွားလို့ရှိရင်ကိုမိသားစုကိုပေါ့နော်အချိန်ပေးပြီးတော့မှတကယ် life changing ဖြစ်တဲ့စီးပွားရေးတစ်ခုကိုပိုင်ဆိုင်ကျင်တာကြောင့် Stacy ဒါဒီလုပ်ငန်းကိုစတင်ခဲ့တာပေါ့နော်ဒါကြောင့်မို့ကိုယ့်ရဲ့ wire ခိုင်မာတဲ့အခါကျတော့ဘေးဘက်ဝင်ခြင်းကပြောမဲ့စကားတွေကိုလည်း Stacy အနေနဲ့ကတော့ခေါင်းထဲမှာထည့်မနေဘူးပေါ့နော်အာယုံလည်းစိုက်မနေဘူးဒါပတ်ဝန်းကျင်ဆိုတာကတော့ဆိုးလည်းပြောမှာပဲကောင်းလည်းပြောမှာပဲဆိုတော့ဒါတွေကတော့လူတဘာဝမှာရှောင်ရှားလို့မရတဲ့အရာတွေပေါ့နော်အဲ့ဒီစကားတွေကိုလာနားထောင်ပြီးတော့မှကိုကမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ညီမချက်ပန်းတိုင်းရလည်းဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့အခုကြည့်နေတဲ့ audience တွေထဲမှာလည်းStacy တို့လုပ်ငန်းမစခင်မှာပေါ့နော်တခုခုမလုပ်ခင်မှာပေါ့နော်ဟိုnegative လို့ခေါ်မှာပေါ့နော်အဲ့ဒီအတွေးတွေဝင်လာတတ်ကြတယ်ပေါ့နော်ဒါကတော့လူတိုင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုဝင်လာတဲ့အခါမှာကိုယ့်အုံနောက်ကနေပြီးတော့မှတဆင်ချင်းပြန်စဉ်းစားပြီးတော့မှပေါ့နော်ကိုလောကမဲ့အရာတွေကိုတည်တည်ချာချာဒီဇိုင်းမမတ်နဲ့လှုပ်ဆောင်ရရဲဆိုလို့ရှိရင်တော့တင်းရဲ့ရည်မှန်းချက်ပန်းတိုင်ကအောင်မြင်မယ်ဆိုတာကိုပြောချင်တယ်အဲ့တော့ပြည့်စုံရုံနဲ့မပြီးဘူးပေါ့နော်ကိုယ့်ရဲ့ big why ကိုလည်းကိုကအောင်မြင်အောင်ကြော်ဖြတ်ဖို့လည်းလိုတယ်ဆိုတာလေးကိုပြောချင်ပါတယ်လို့ဟုတ်ပါတယ်ကိုယ့်ရဲ့ရည်မှန်းချက်တစ်ခုဥစ္စာကိုဘာပဲပြောနေနေတမကိုယ်မှာပြည့်စုံတယ်ဆိုပေမဲ့တမတင်ယူမှုဥစ္စာတမနောက်တစ်ခုအနေနဲ့ plan B ပဲဖြစ်နေလေစတင်နေပေါ့ဥပမာဆိုပါဆိုအခုဒီကျွန်တော်ဒီဘက်နောက်နိုင်ငံဒီမှာတော်တော်များများတမအိမ်နေပါပဲဖြစ်တမဟိုဖြစ်ကြဟို insurance နဲ့ရှိကြရပေါ့လေတမကျွန်တော်ဒီဗမာပြည်မှာကိုမျိုးကြီးလောက်ပဲရှိပါတော့တချို့နေရာကြီးဆိုရင်တော်တော်များများမှာတမမီလောင်လာလို့ပါလို့ဖြစ်ကြအခုဟိုမှာဆိုဖိလစ်ပင်းမှာလည်းဖြစ်ကြတချို့နေဆို insurance နဲ့မရှိတာ home insurance နဲ့မရှိတော့ပြိုတဲ့ပျက်စီးတော့တို့တမမီလောင်တော့ဆိုတမတချို့ဆိုတမဟိုပစ္စည်းပါတမရွှေငွေပါဆိုအိမ်မှာဆိုကြအရင်တော့ကြားပွားရမီလောင်လို့တမဘွားပြတ်သွားလို့တမ MUD ဖြစ်တဲ့ဆိုတော့ပစ္စည်းဥစ္စာအကယ်၍ကိုကတမကိုစီးပွားရေးတစ်ခုကိုတမဆိုတော့တည်မှုအနေနဲ့တမစထားခဲ့မယ်ဆိုရင်ကိုဆုံးရှုံးမှု 100% ဆုံးရှုံးမှုမဖြစ်ဘူးပေါ့ဒီတမကိုရဲ့ဥစ္စာတမစီးစိမ်ဆိုတာလေတမထိုင်းမှာဟိုဖြစ်တာ哦တခါလေကြာတမတဘာဝဘေးအန်ဒီကြောင့်တမတချို့တမဘဝပျက်စီးသွားတဲ့လူတွေအများကြီးရှိရပေါ့လေဆိုတော့အဲ့ဒီအတွက်ကိုရဲ့အကယ်၍တကယ် business ကိုတခုခုတမစထားခဲ့မယ်ဆိုရင်တမ digital business တခုစထားခဲ့မယ်ဆိုရင်ကိုတော့တမလုံးဝဆုံးရှုံးမှုတမ 100% မဟုတ်ပဲတမဒါဝင်ကိုတစ်ဖက်တလန်းပြန်ရနိုင်တဲ့စီးပွားဖြစ်နေတော့ပြောပြချင်ပါတယ်ဟုတ်တယ်ဒီစီးပွားရဲ့အားသာချက်ကကြတော့ကိုရီးယားဘာမှပစ္စည်းတွေတိုးလောင်နားစရာမလိုဘဲနဲ့မှနီးပညာကိုပဲအသုံးချတာဖြစ်တဲ့ကြောင့်မို့အခုနကိုတိုင်းရန်ပြောသလိုပေါ့ရေဘေးမီးဘေးပေါ့နော်ငရင်ဘေးဒါတွေကပျက်စီးသွားတော့မှကိုယ့်ရဲ့စီးပွားရေးကတော့ wifi ရှိနေတယ် internet ရှိနေတယ်ဆိုရင်တော့ scale ကျန်ရေးအောင်မှာဖြစ်တယ်ပေါ့နော်ဆက်ပြီးတော့မှစီးပွားရေးလှုပ်ဆောင်လို့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးကိုတခုထပ်ပြီးတော့အားပေးချင်တာကကြတော့ပေါ့နော်ပြေဆုံးနေဆိုပြီးတော့ကိုမရက်လိုက်ပါနဲ့ပေါ့နော်ကိုရဲ့ big why တခုခုရှိတယ်ဆိုလို့ရှိရင်အကောင့်ထဲပေါ်ပါဘေးပတ်ဝန်းကျင်ရဲ့စကားတွေကိုနားမယောင်ပါနဲ့ကိုအုံနောက်ကနေတဆင်ချင်းညွှန်ကြားပြီးတော့မှတဆင်ချင်းစဉ်းစားပြီးတော့မှလှုပ်ဆောင်ပါလို့ Stacy တီကနေပြီးတော့မှတိုက်တွန်းအားပေးခြင်းပါတယ်ပြီးတော့ဟုတ်ကဲ့ကျွန်တော်တခုလေးထပ်အပ်လိုက်ချင်တော့ပါဒီ digital စီးပွားရေးက
ဘလို့လူမျိုးရဲ့အတွက်အဆင်ပြေလဲဆိုရင်တနိုင်ငံနဲ့တနိုင်ငံဒီမှာပြောင်းခြင်းတဲ့အခါမျိုးတတိုင်းပြည်တိုင်းပြည်ပြောင်းတဲ့အခါမျိုးကြာဒီမှာအလောက်ကပြန်စဖို့ကိုကဟိုမှာဖြစ်ပဲနဲ့ကိုကဒီမှာကိုရောက်နေတဲ့နေရာကိုက online digital business ဆိုတာဘယ်တိုင်းပြည်ဘယ်နေရာပဲပြောင်းနေတယ်ဒီမှာ DC ဝါဟေးဒီမှာဒီကိုရောက်တဲ့နေရာနဲ့တပါတဲ့ပါတော့တဲ့အတွက်ဒီမှာကိုရောက်တဲ့နေရာတိုင်းမှာဒီမှာစားလက်စီဝါဖြစ်နေတဲ့အတွက်တော့အရင်အဆင်ပြေဥမာကိုကတခြားတိုင်းပြည်မှာဒီမှာဟိုဖြစ်ပြီးဒီဘက် US ကိုလာခြင်းနဲ့ဆိုရင်ဒီမှာကိုနဲ့အလုပ်ဒီစီဝါရဲ့အကေကြီးကိုကမလုပ်ခဲ့မိဘူးဆိုရင်ဒီမှာကို experience အလုပ်နဲ့ရပါမလားဘယ်နားမှာလောက်ရမလားတိုးတော့တွေးဖို့မှုရအများကြီးဟိုဖြစ်တယ်ပေါ့လေအဲ့ဒီအတွက်ကိုအဲ့မျိုးဟိုမဖြစ်အောင်မပူလောင်မိအောင်ဒီမှာဒီ digital business ကိုဒီမှာချိုးပြီးတော့စတင်နေဆိုတဲ့အကြောင်းပြောပြချင်ပါတယ်လို့ဟုတ်ကဲ့ပါ Stacy တို့လုပ်ငန်းပေါ့နော်စိတ်ဝင်စားရဲဆိုရင်နော် www.stacywanryan.com မှာနာမည် email ထည့်ပြီးတော့မှအခမဲ့ဗီဒီယိုဝင်ရောက်လေ့လာကြည့်ပါ see you next video see you